ပြီးတော့ ဘာလို့လဲရင်ထဲခံစားချက်ကိုထိသွားပြီမလားမလုပ်ပါနဲ့အဲ့ဒါဆိုရင်ရင်ထဲခံစားချက်ကိုနောက်ထပ်တစ်ပုတ်စို့ပြအောင်မယ်နားထောင်ပါဦး ကဲလို့ပေါ့ အချစ်စစ်တို့သွားရတယ်ဖြောင်းယူပြီးမရှိအချစ်ကိုရယူခြင်းတော့ပြီးဆက်ခြင်းတော့ရင်ထဲလိုက်ထပြုံးဆဆာသူ့ကိုမြင်ပြီးခဏဟာလေတကယ်ထိရော ဟာထိတယ်တော်တော်ကြီးထိတယ်ဟာထိတယ် ထိတယ်အဲ့ဒါဆိုနောက်တဲ့တော့ထပ်ပြီးနားထောင်ရှိသေးတယ် လုံးပေါ့ ကောင်းရင်ကလေးပါသားပေါ့စိတ်ကြဝင်းလို့တလဲလက်စိတ်မောနိုင်တချို့ဟာနှိမ့်ပြောလေလာပြေဝင်ကြည့်စိတ်အပြင်းနဲ့ပြောင်းလက်ဘယ်နဲ့လဲဒါမျိုးခံစားတယ်လားဟမ် ကျွန်တော်တိတ်တော့မခံစားတတ်ဘူးဗျ ဘလို့ကြပြဆရာကြီးလဲခံစားတတ်ဘူးဆိုရင်စောစီရပြောပေါ့ခုနကထိတယ်ဆိုဘယ်နေရာထိတာ ဟိုဒါကဒီလိုပါ ဒီမှာပြည့်ရွရမောင်းလို့ ဒီလိုလေကျွန်တော်ကအန်ဒီအေးစီကိုခဏလာရင်လည်းအားလို့ဒီကျေဦးလိန်ကိုအလေးလာတာ ရှင်လားသူ့ဒီလိုချက်စလုံးနဲ့ခေါ်တာ ဟုတ်တယ်လေဟိုကကျွန်တော်ငငယ်လေးကဟိုပြည့်ပြည့်ထိန်းသိမ်းလာခဲ့တာဒီလိုပဲခေါ်တာဟော ဒါဆိုရင်ကျမနဲ့တူတူပဲကောင်းနေတယ် ဒီမှာဘင်းဟောတော့ဒီလိုကြာနေ ကောင်းလေ မင်းကပြောတတ်တာ ဟုတ်ပြီအဲ့ကျမညီမကိုပြောပြရအောင်လေနေယူမဲ့အမျိုးသားငါတော့တိတ်ဘောကြသွားပြီဒီလိုပုံဝင်လာတဲ့သမားတို့မှကျမကကြိုက်တာ ဟာနေပေါ့ဟိုတို့ကလည်းမင်းရမ်းကိုသဘောကျသွားပြီဗျာ ကြားရမယ်ကြားရမယ် လူကရမ်းတော်လာတယ်နော်ဟိုအချိန်မရှိလို့ခွင့်ပြုပါနော် ဟုတ်ကဲ့ တို့လိမ့်စာကတ်တယ်နော် ကျော်စင်တိုင်ဟာပြီ ဟေးကြာကွဲသွားတဲ့ပစ္စည်းတွေမင်းငွေပေးပြီးတော့ရောပေးလို့ရရင်ရမင်းမှားယွင်းသွားတယ်မင်းရဲ့အပြုတ်မှုဘာမှအစားထိုးရောပေးလို့ရမှာမဟုတ်ဘူး ရှင်နော်တောင်းချောတော်လောက်နေနဲ့ ဘာပြောမိလဲ မဟုတ်ဘူးမဟုတ်ဦးပြောမှာမဟုတ်ပါဘူး မင်းဘာလို့လုပ်ပြလဲဟုတ် ပြဿနာရတော့ရှောက်ကုန်ပါရဲ့အနေရပြောကုန်ပါအောင် ဒေါ်ဘာမှမပြောနဲ့တော့နော်မပြောနဲ့တော့ပြော ဦးရဲ့ဖေဖေကဆုံးမဦးပါတယ်ခွင့်လွတ်ပါလို့ပြောနေမှအစားကိုယ့်အပြစ်ကိုဝန်ခံလိုက်ပါတဲ့အဲ့ဒါဦးကိုကျမရဲ့အပြစ်တွေဝန်ခံပါတယ်ပြီးတော့လေအဖေကပြောဘူးသေးတယ်စိတ်သဘောသားကြီးမြင့်မြတ်တဲ့လူကတဲ့တောင်းတောင်းအပြစ်မျိုးဆိုခွင့်လွတ်တယ်တဲ့အဲ့ဒါဦးကျမကိုခွင့်လွတ်တယ်မဟုတ်လားယင် ဟမ်အော်လွတ်တယ်ခွင့်လွတ်ပါတယ်ဗျာနော်ကျေနပ်ပလား ခွင့်လွတ်တယ်ဝမ်းသာလိုက်တာခွင့်လွတ်တယ် ဒေါ်ခေါ်သွားစမ်းပါနော်ခေါ်သွားစမ်းပါနောက်ဒီဘယ်တော့မှခေါ်မလာပါနဲ့လေဟိုတားလေသူ့ရဲ့ main ကလေးမျိုးတစ်ခါမှမတွေ့ဘူးပြသူကလေဘသူနဲ့စကားပြောပွန့်လေးနဲ့ဆက်ဆက်တာတခုတော့ရှိသူကစကားများတယ်ဟိုစကားပြောရင်လေညနာမှာအမူအရာတွေရှုပ်ဖြက်ကဆုံးပြင်းနေတယ်ဟိုတကယ်ကိုနည်းနည်းယူတယောက် ပွေလင်းတဲ့လူတွေကယူသားကြတာများပါတယ်သားကြီးဟမ်မဆောင်တတ်ကြဘူးသူများထင်ကြည့်အောင်လည်းမလုပ်တတ်ဘူး
ဟုတ်တယ်မေဟိုအဲ့ဒါကြောင့်လဲအဲ့ဒီအမူအရာလေးတွေကချစ်စရာကောင်းနေတာဗောမေကသူကဘလောက်တောင်ရိုးသေးဆိုရင်လေပန်းအိုးအိုးတော့မှရိုးရိုးအိုးလို့ပဲတည်ထားတာသူကတော့ဘယ်နေရာပဲရောက်အရာရာနဲ့အကြောင်းကြောင်းဝင်မှမေဟာ ဒါဆိုသူ့တော်ကတားကိုသူ့အကြောင်းလေးပြောပြထားပြီးပြီလေတူတယ်ဟဟလား ဟုတ်တယ်မေဟိုဘာလဲသူနဲ့တွေ့ပြီးမှဘယ်လိုဖြစ်သွားမှန်းမသိပါဘူးမေသူ့ရဲ့ပြောင်းချောချောမူအရာလေးတွေကချစ်စရာကောင်းပြီးသူ့ရဲ့ပေါ်ယူပွင့်လို့မှုကတော့ဖန်ဆားထားတယ်ပဲ ဒါဖြင့်ငါသားကအဲ့ဒီအယူမလေးကိုဆွဲလန်းနေပြီပေါ့ဟုတ်လား အော်အဲ့ဒါတော့တရားပြောတတ်ပါဦးမေဟိုဒါနဲ့ဒါသူ့ကိုမတွေးရရင်မနေနိုင်တော့သိကြတယ် ဖေဖေလည်းပညာရေးဦးစားပေးခဲ့တယ်ဖေဖေလည်းပညာရေးဦးစားပေးတယ်သားကိုကြီးလိုက်တယ်လည်းအဲ့မှာသားလည်းထုံးစံနဲ့ဦးစားပေးရမှာပေါ့ဟောဒီအင်းကြီးမှာဖေဖေမိသားစုအစင်လာကိုဘယ်သူမှချိုးဖောက်လို့မရဘူးသိလား ဒီကောင်အဖေမရှိတယောက်တည်းနေရတာမဟုတ်ဘူးမေဒီကောင်တရေရမ်းကြောက် အော်ကြောက်ပါ မကြောက်မတယောက်လည်းသွားလေ ဟုတ်မယ် တော့ ကဲတော်ပါတော့သားကြီးရဲ့ကိုကတားကိုချစ်လို့စတာမမေကလေတားစားကိုမဟုတ်အများကြီးပဲထည့်ပြလိုက်တယ်တားကိုကြိုက်ရင်ဝါအောင်စားနော် သားဘဝလာ မင်းမသိမချင်းတက်လုံးတိတိကျကျမှတ်တာဝက်ပုတ်ဖတ်တီးလေးဖေဖေမေတို့ကမင်းထက်ငါ့ကိုပို့ချစ်တာအဲ့ဒါကြောင့်မင်းတို့ဒီမှာထားအဖွားစီပို့တာဗောကွာ တူတောင်းမပြောနဲ့မချစ်လို့ဆို စစ်တာပါတားရဲ့ငါသားလေးကိုပူချစ်တဲ့တားလေးကိုဘာဖြစ်ဖြစ်နေတာပေါ့ ဒီမှာစားတာပါဒီလေးကဲသွားကြတာလေးလားဒီတော့ကိုမယ်အာ လက်ပြမင်္ဂလာခွဲမှာဒီပေါ်အလေးကိုချောစပင်းလေးဝေးရမ်းဆိုလာမှာမကြီးပေးရတယ်များလို့ကျမမပြစီလို့ရှိရင်အေးရလေးကိုတားချိုကိုအေးသားလို့သဘောထားရှိ အခုဖေပြောတာနားထောင်နော်အဲ့ဒီမှာအိတ်ထားတယ်ရှော့နော်စားလာတယ်ရှော့နော်စားတော့မမကျင့်နော်ဟုတ်လားအေးဟုတ်ပြီကန်တာပဲနော်ဟုတ်လားဝေးအဲ့ဒါတော့ပုံသူ့ဘွားယူကေးစစ်ရောက်သွားပြီတဲ့ ဟာဟာ ဘာလို့နေရလဲ ဒီပါလေမျက်ဖြင့်အေးသမီးမင်္ဂလာဝဲအဲ့ဒါအဝင်းတို့သွားကြအောင်နော် တော့ဝင်တော့မယ်တော့ဟိုလိုအပ်တဲ့ကူညီရှိလို့ပြောလေအားမနာပါနဲ့နော် ကျေးဇူးတင်ပါတယ်ကိုကြီးရယ်။နှစ်ပြန်ကျင်းပါမယ်။ကျမသမီးဝါနုရဲ့မင်လာပွဲကိုအကိုကြီးနဲ့မာကြီးတို့ကြွားရောက်ချင်းမြင်ရင်ပဲကျမဝန်တာကိုကြီးတို့မဆုံးပါဘူး အော်သားကြီးကျော်စင်တိုက်ကိုသွားဖို့ပြောထားပြီးပါပြီသူလာပါလိမ့်မယ် ။ကျမအိမ်မှာစီစဉ်တာလေးရှိလို့ပြန်ဝင်ပြပါအောင်ရှင်။ အဝင်းပြောပြစေကိုတိုက်ရေမျက်ဖြင့်မင်္ဂလာဝဲရလေမအေးတို့အရာအရေးကြီးတဲ့ပွဲပါအဝင်းတို့သွားတဲ့နေလို့ထင်နေကိုတိုက် သူကဘာကိစ္စသွားလို့လို့လဲမင်း အော်အဝင်းဖြင့်ကိုတိုက်ယူစားပြီးစဉ်းစားလို့တော့မရတော့ပါဘူး ဒီပွဲလောက်ကတော့သူသွားစရာမလိုပါဘူးမင်း ထပ်ပြီးစဉ်းစားပါဦးကိုတိုက်ရေ ဒီမှာဝင်ပြောပြီးဘာမှထပ်ပြောမနေနဲ့ဒါပဲ ရှင်းရင်လည်းတကယ်ခံစားချက်နဲ့ရေးခွက်ထားတယ်နော်ဆိုဒီကဗျာပဲဖြစ်ဖြစ်အဲ့လိုကောင်းတယ်အခုကဗျာလေးကမှဆို မကေကိုချစ်တယ်ဟုတ်တယ်အဲ့ဒါမကေကိုဆွဲလန်းတဲ့စိတ်နဲ့ခံစားနေရတဲ့ကိုရှင်ခုံတန်းတွေကိုဖွဲ့စည်းထားတဲ့ကြပြလေးတစ်ပုဒ်ပဲ
ဘယ်လိုလဲကိုကပြလေးကမကေခြင်းနဲ့ကိုရှောက်ရလားမကေရောကိုလိုပဲခံစားရတယ်မလား